KTV တို့ကလပ်တို့ဘာတို့မတွားနဲ့လို့မပြောဘူးနော်တွားဒါပေမဲ့ဘာတွားမယ်ဆိုရင်သူများတချင်းဆိုတာကိုဘီယာလေးပါလေးတောက်ပြီးအားပေးဟုတ်ပြီပြီးရင်ကလပ်တို့တွားမယ်ဆိုလဲဘီယာလေးပါလေးနည်းနည်းလိုပါမယ်တောက်မှာပဲကပေါ့နော်ပြီးရင်ဆိုရင် KTV တွားမယ်ဆိုလဲဟိုဘီယာတောက်အမအမီးလေးပါလေးနည်းနည်းစားပြီးတချင်းဆိုတော်ပြီလေနော်အခုကကျမလိုမျိုးအရင်တော့မတိခဲ့လို့ဒီအပြောတွားရင်းနဲ့ပျက်စီးလာတဲ့အကြောင်းကိုပြောပြတာကိုတချို့တွေကအဲ့ဒါစီးပြီးမှလာပြောနေတော့တွားမိရင်တော့တရက်ရက်တစ်ချိန်ချိန်တော့ဒီ KTV မှာတုံးတဲ့ဒီအပီဝတာတို့ K တို့ E တို့ပြီးတော့နောက်ထပ်ရှိသေးတယ်အဲ့ထက်စင်မြင့်တဲ့အဲ့ထက်ဟိုပြီးတော့မကောင်းတဲ့မွေးစီဝါတွေအဲ့ဒါအကုန်လုံးမွေးစီဝါပဲအဲ့ဒါတွေရောတုံးဆွဲလာမိမှာပဲတွားရင်တော့တွားနေရင်တော့တုံးဆွဲလာမိမှာပဲအများဖြစ်ဒီကျမတို့မူစီဘက်က KTV တိုင်းဆိုရင်တူမှတစ်ချင်းမဆိုကြတော့ဘာပဲလုပ်ကြလဲဆိုဒီ Happy Water တောက်မယ်တောက်လို့ပြောလာပြီဆိုရင်ကမယ်ခီရီရှူမယ်အဲ့ဒါတွေတော်တော်များများလုပ်ကြတယ်ပေါ့ဒီအရာတွေကိုကြာကြာသုံးဆွဲခြင်းအဖြစ်ဒီမိတ်တက်လာမယ်ပြီးရင်ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်းထိခိုက်လာမယ်လူမှုရေးဟောဒီဆက်ဆံရေးတွေမှာလည်းအများကြီးကိုထိခိုက်ဆုံးရှုံးမှုတွေဖြစ်လာမယ်အဲအကြောင်းတွေပြောပြတာပါရှင်ကျမလည်းမဖြစ်အောင်အခု KTV မှာပျော်နေတဲ့မောင်တွေညီမတွေအကိုတွေအမတွေအကုန်လုံးကိုတတိပေးတာပါရှင်ကိုစိတ်ကိုနိုင်တော့တွားကြပေါ့ဒါပေမဲ့အပျော်ကနေပျော်ရင်းနဲ့အမျိုးအပြက်ဖြစ်သွားတတ်တဲ့အကြောင်းကိုလာပြောပြတာပါရှင်